မိကွန်းအငင်းဝါကြပြောင်းလဲခြင်း present perfect tense တွင်မိကွန်းပြောင်းလို့လျင်ယင်းကာလတွင်အသုံးပြုထားသောအကူကရိယာ has သို့မဟုတ် have ကိုရှေ့သို့ပို့ပြီးပြောင်းရပါမယ်။အငင်းဝါကြပြောင်းလို့လျင်ယင်း has သို့မဟုတ် has နောက်တွင် not ထည့်ပေးရပါမယ်။ဥပမာ She had written a letter သူမစာတစ်စောင်ရေးပြီးပြီမိခွန်း Has she written a letter သူမစာတစ်စောင်ရေးပြီးပြီလားအငင်း She has not written a letter သူမစာတစ်စောင်မရေးပြီးသေးပါ We have finished our dinner ကျွန်တော်တို့ညစာစားပြီးပြီမိကွန်း Have we finished our dinner ကျွန်တော်တို့ညစာစားပြီးပြီလားအငင်း We have not finished our dinner ကျွန်တော်တို့ညစာစားမပြီးသေးပါ